ဒါကတော့ကဘာပေါ်မှာအကြောက်စရာအကောင်းဆုံးတရဝါကြီးပဲဖြစ်ပါတယ်။သူဟာလူပေါင်း1000ကျော်ကိုစားတောက်ခဲ့ပြီးပါပြီ။ခြေတံပေါင်း2000ကျော်နဲ့မြေကြီးပေါ်မှာတွားနေတာပါ။မေးရိုးကြီးထဲမှာတော့အားပြင်းတဲ့အကျိတ်ဆက်ကြီးပါရှိပါတယ်။တစ်ချက်လောက်အကြည့်ခံလိုက်ရုံနဲ့ဘသူမှဆိုကြောက်လန့်ပြီးအေးခဲသွားစေနိုင်ပါတယ်။ဒီလူဆိုရင်လွတ်တော့မလွတ်ရဲတော့ပါဘူး။အဲ့ဒီချိန်မှာပဲတရဝါကြီးကသူ့ကိုပစ်မှတ်ထားလိုက်ပါပြီ။အေယာမမေးရိုးကြီးကိုဟပြီးတိုက်ခိုက်ဖို့အသင့်ချစ်နေပါပြီ။နောက်ဆုံးစက္ကန့်လေးမှာသူ့တငယ်ချင်းကအပြေးလာပြီးဆွဲခေါ်သွားလို့တိတိလေးလွတ်သွားပါတယ်။ဒါပေမဲ့အခြေအနေကပိုဆိုးသွားပါတယ်။တရဝါကြီးကပုံမြင်ရွေလျားလာပြီးပိုပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုအတွက်ပြင်ဆင်နေပါပြီ။ရှေ့နားမှာထောပေါက်တစ်ခုကိုတိဟောက်ကလှမ်းညစ်လိုက်ပါတယ်။တရဝါကြီးအနားမရောက်လာခင်လေးမှာပဲအားလုံးကအတင်းတိုးထွက်ပြီးလွတ်မြောက်သွားကြပါတယ်။တရဝါကြီးကတော့အတင်းတိုးပဲလို့မရတော့ပါဘူး။လောလောဆယ်တော့သူနောက်ဆုတ်သွားကြပါတယ်။ဘသူမှစိတ်မချရဲပြီပါဘူး။လွတ်မြောက်ရာလမ်းကိုဆက်ရှာနေကြပါတယ်။ယထာလမ်းပေါ်မှာတပ်တူတွင်သုံးလှဲတစည်းကိုတွေ့လိုက်ရပါတယ်။ဒါကိုဘလို့သုံးရမလဲစဉ်းစားနေတော့မှပဲခက်လန်းလန်းကနေတရဝါကြီးထပ်ပေါ်လာပြန်ပါတယ်။ပြီးတော့သူတို့နောက်ကိုအပြည့်အလွှာလိုက်လာနေပါပြီ။အားလုံးလည်းလှဲပေါ်ကိုအမြန်ခုန်တက်ပြီးထွက်ပြေးကြပါတော့တယ်။သူတို့တွေမီးလောင်ပုံတွေတွေ့လို့အမြန်ယူလိုက်ကြပါတယ်။ပြီးတော့တရဝါကြီးစီကိုပစ်ပေါက်လိုက်ကြပါတယ်။တရဝါကြီးလည်းမီးလောင်ကျွမ်းသွားပါတော့တယ်။ဒါပေမဲ့သူကတခြားလမ်းကနေဆက်လိုက်လာတော့ပါပဲ။အခုတော့သူတို့ရှေ့မှာယထာလမ်းပြစ်နေတဲ့6ကမ်းပါးကြီးတစ်ခုရှိနေပါတယ်။ကံကောင်းချင်တော့သူတို့ကူးဖြတ်နိုင်ခဲ့ပါတယ်။တရဝါကြီးလည်းသူတို့ကိုမမီတော့ပါဘူး။နောက်ဆုံးမှာတော့အားလုံးအသက်ရှင်လျက်လွတ်မြောက်သွားကြပါတယ်။ဒီလူကြီးကတော့ဒေါသတကြီးအော်ဟစ်ရန်ကူရဲကိုပြင်ဆုတ်သွားပါတော့တယ်